မင်္ဂလာညချမ်းပါရှင်နေပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှာ2026ခုနှစ်ဇွန်လ29ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ33ဒီဂရီဆဲလ်စီယပ်91ဒီဂရီဖာရင်ဟိုက်စီနဲ့မန္တလေးမြို့မှာ38ဒီဂရီဆဲလ်စီယပ်100ဒီဂရီဖာရင်ဟိုက်တူဖြစ်ကြပါတယ်ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုတူမှာဖန်ယူရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာတိမ်နှင်းငယ်မှာတိမ်သေးဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြမ်းမင်္ဂလာပင်လယ်အော်တို့မှာတိမ်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေလျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီးကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင်မှာတိမ်ထူထပ်နေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေးအားကောင်းနေပြီးကြံမင်္ဂလာပင်လယ်အော်မှာမုတ်တုံလေးအားတင်မှာအားကောင်းနေပါတယ်။မြမပင်လယ်ပြင်မှာမြမကန်ယူတဲ့တစ်လျှောက်နဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လေးပြင်းများကြရောက်ပြီးလိုင်းတင်မှာလိုင်းကြီးနိုင်ပါတယ်။မိုးတက်လေးပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအီကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြင်မှာမြမကန်ယူတဲ့တစ်လျှောက်နဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ9ပင်မှ9ပင်ခန့်ရှိနိုင်ပါတယ်။မနက်ဖြန်မိုးတဲခြင်းအထိခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြောင်မကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျချင်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရခိုင်ပြည်နယ်နေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမှုထစ်ချုံရပြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်အေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်နေပြည်တော်နဲ့အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်တစ်ချုံရွာပါမယ်။မြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆဲလ်စီယပ်90ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ24ဒီဂရီဆဲလ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းမိုးတစ်ချိန်တစ်ချိန်တစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆဲလ်စီယပ်90ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ24ဒီဂရီဆဲလ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမှုထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ38ဒီဂရီဆဲလ်စီယပ်100ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ28ဒီဂရီဆဲလ်စီယပ်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်။